လူသားတွေရဲ့စစ်ပွဲသမိုင်းကိုလေးနှစ်များကနေရန်ကိုအသုံးပြုတဲ့ခေတ်ကိုပြောင်းလဲပြီးခဲ့တဲ့လက်နက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ Matchlock လို့ခေါ်တဲ့မီးစာသုံးသေနတ်တွေပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဒီသေနတ်တွေဘယ်လိုအလုပ်လုပ်တယ်လဲ၊ဘယ်အချိန်မှာပေါ်ပေါက်ခဲ့တယ်လဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ Matchlock ဆိုတာကမ္ဘာပထမဆုံး clock trigger ပါဝင်လာတဲ့လက်ကင်သေနတ်အမျိုးအစားပါ။အရင်ကသေနတ်တွေမှာမီးကူးဖို့လက်တစ်ဖက်ကမီးတုပ်ကိုကင်ထားရပေမဲ့ Matchlock မှာတော့ယန္တရားလေးတစ်ခုပါဝင်လာပါတယ်။အဲ့ဒါကတော့ S ပုံသဏ္ဍာန်ရှိတဲ့စာပန်တိုင်းဆိုတဲ့တန်ကြောင်းလေးပါ။ Matchlock ရဲ့အစောပိုင်းဒီဇိုင်းပုံကို AD 1411ခုနှစ်မှာရေးသားခဲ့တဲ့ Belly Fortis လို့ခေါ်တဲ့ဂျာမန်စစ်ဘက်ဆိုင်ရာလက်နက်ကျမ်းစာအုပ်ထဲမှာပထမဆုံးဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါဟာ Matchlock ရဲ့အစောဆုံးသက်သေအထောက်ထားပါပဲ။ Matchlock သေနတ်ရဲ့တိခတ်ပုံကတော့အဆင့်ဆင့်ရှိပါတယ်။ပထမဆုံးပြောင်းဝကနေရမ်းနဲ့ကြည်စံခဲလုံးကိုထည့်ရပါတယ်။ပြီးရင်ဘေးရရမ်းခွက် flash pan တွေကိုရမ်းမုံအနေငယ်ထည့်ရပါတယ်။အရေးကြီးဆုံးကတော့မီးညှိထားတဲ့မီးစာကြိုး matchcock ကိုစာပန်တိုင်းထိပ်မှာတတ်ထားရတာပါ။ခလုတ်ကိုဆွဲလိုက်တဲ့အခါမီးစာကရမ်းခွက်ထဲကိုကျသွားပြီးပြင်းထန်တဲ့ပေါက်ကွဲမှုနဲ့သူကြည်ထွက်သွားတာဖြစ်ပါတယ်။ဒီသေနတ်ဟာအားသာချက်ရှိတယ်လို့အားနည်းချက်လည်းအများကြီးပါ။အားသာချက်ကတော့ထိုခေတ်ကတန်ချက်ကာတွေကိုဖောက်နိုင်တာပါ။ဒါပေမဲ့အားနည်းချက်ကတော့မိုးရွာရင်ပြစ်လို့မရတော့ပါဘူး။နောက်ထပ်ညဘက်စစ်စင်ရေးတွေမှာမီးစာကလင်းနေတော့ရန်သူကကိုယ်ဘယ်မှာရှိလဲဆိုတာအလွယ်တကူသိနိုင်ပါတယ်။ဒီလက်နက်ဟာဂျပန်ရဲ့ဆာမူရိုင်းခေတ်မှာဌာနေကရှိမအမည်နဲ့အလွန်ကြော်ကြားခဲ့ပါတယ်။1543ခုနှစ်မှာပေါ်တူဂီသင်္ဘောတစ်စီးဂျပန်ကျွန်းကိုတောင်တင်ခဲ့ပါတယ်။အဲ့ဒီမှာဌာနေကရှိမလို့ခေါ်တဲ့နယ်စားလေးကပေါ်တူဂီတွေစီကနေ Matchlock သေနတ်နှစ်လက်ကိုဝယ်ယူခဲ့ပါတယ်။သူ့ရဲ့ဗပဲစရာတွေကိုအဲ့ဒီသေနတ်ကိုအတုခိုးလောက်ခိုင်းရာကနေဂျပန်မှာ Matchlock တွေအမြောက်များပေါ်ပေါက်လာခဲ့ပါတယ်။ဒါကြောင့်ဂျပန်တွေက Matchlock ကိုဌာနေကရှိမလို့တောင်ခေါ်ကြပါတယ်။ကျွန်တော်တို့မြန်မာသမိုင်းမှာလည်းမီးပေါက်သေနတ်အဖြစ်အင်းဝခေတ်နောက်ပိုင်းနဲ့တောင်ငူခေတ်အစပိုင်းမှာပေါ်တူဂီတွေကနေတဆင့်ဒီလက်နက်တွေစတင်ရောက်ရှိလာတယ်လို့ပြောလို့ရပါတယ်။အထူးသဖြင့်တောင်ငူခေတ်ဘရင်နောင်မြင်းတရားကြီးရဲ့စစ်ပွဲတွေမှာဒီသေနတ်ကင်တပ်သားတွေကိုအများအပြားအသုံးပြုခဲ့ကြပါတယ်။ Matchlock တွေဟာနောက်ပိုင်းမှာ flintlock လို့ခေါ်တဲ့ကြောက်နဲ့မီးခတ်တဲ့သေနတ်တွေပေါ်လာပြီးနောက်ပိုင်းပျောက်ကွယ်သွားခဲ့ပေမဲ့သူဟာခေတ်သစ်လက်နက်တွေရဲ့အဖိုးတွေလို့ပြောလို့ရပါတယ်။ဒီဗီဒီယိုကြိုက်နေတဲ့ရင် like and subscribe လုပ်ထားပေးလို့ရပါတယ်။ကျေးဇူးတင်ပါတယ်ဗျာ